အားလုံးမင်္ဂလာပါဒီနေ့ကတော့ကြက်သားလေးကိုကြော်မှာဖြစ်ပါတယ်ကြက်သားလေးကိုရင်းလေးနဲ့ပြုတ်ထားပြုတ်ပြီးတော့မှမိုးညစ်လေးနဲ့လူပြီးကြော်မှာပါဘယ်လိုလဲစီဆူကကြက်သားလေးထည့်ချပါမယ်စီဆူလာပြီဆိုကြက်သားလေးမိုးညစ်လူထားလေးထည့်ချပါမယ်ကြက်သားကြော်ဒီအနေလေးဆိုရင်ဆယ်လို့ရပါပြီကြွတ်လေးနည်းနည်းလေးကျဲအောင်ထားပါမယ်ကြက်သားကြော်ကဒီအနေလေးဆိုဆဲပါမယ်ဒီမှာဆိုကြွတ်လေးဖြစ်နေပါပြီမုံညစ်လေးနဲ့လူပြီးကြော်ထားပါနောက်တစ်ထည့်ကြော်ပါမယ်နောက်တစ်ထည့်ထက်ရပါပြီကြက်သားကြော်လေးပါကြော်လေးရပါပြီအားလုံးကျေးဇူးတင်ပါတယ်